အယိုးစုလိုမျိုးဘီလူတကောင်ဟာသူ့စီကိုရှောက်လာနေတာကိုထိုလူကကြောက်လန့်တကြားကြည့်နေမိပြီးသူတေးရတော့မယ်လို့အသေးချာယုံကြည်နေမိသည်တိုးတော့ထိုဘီလူကသူ့ပေါ်ကိုခုံအုပ်လိုက်ပြီးစတင်ကအနံ့ခံတော့သည်လက်တာအံ့အားသင့်သွားရသည်မှာထိုဘီလူသည်ဖြည်းဖြည်းချင်းနောက်ဆုတ်သွားပြီးလှပသောအမျိုးသမီးတဦးအဖြစ်ပြောင်းလဲသွားခြင်းပင်ဖြစ်သည်ထိုအမျိုးသမီးကစောင့်ကြောက်ထိုင်ချလိုက်ပြီးသူမကသူဟာအန္တရာယ်မပြုပါဟုပြောကအခုသွားတော့ဟုဆိုသည်လက်တာသည်နောက်လည်းမကြည့်ပဲထွက်ပြေးခဲ့ပြီးကြောက်ဆောင်ကြီးတစ်ခုအနောက်မှာပုန်းနေလိုက်သည်ထိုနေရာမှနေ၍သူ၏ရဲဘော်ရဲဘက်များကအယိုးစုဘီလူများကိုတိုက်ခိုက်ရင်းတယောက်ပြီးတယောက်ကြဆုံးနေကြသည်ထိုညတွင်လက်တာသည်စခန်းသို့ပြန်ရောက်ကဖြစ်ပျက်ခဲ့သည်များကိုသူ၏တမှုအားတင်ပြသည်သို့သောတမှုကတိုက်ပွဲကိုရပ်တန့်ရန်စိတ်ကူးမရှိထိုအစားဘီလူများ၏အတိုက်ကိုဖျက်ဆီးပစ်ရန်အမြောက်တပ်ကိုအမိန့်ပေးလိုက်သည်မကြမီမှာပင်ဘီလူများကလက်စားချေတုတ်ပြန်လာကြသည်ရင်းတို့သည်လူဦးရေထူထပ်လာသောတင်မောစိတ်တစ်ခုစီသို့အပြေးလွှားရောက်ရှိလာကြပြီးဆက်လက်ဖြစ်ပွားသည့်တိုက်ပွဲတွင်ရေတွက်မရနိုင်အောင်များပြားလာသောစစ်သားများတေဆုံးခဲ့ရသည့်လက်တာသည်သူ၏အထက်တက်မှုဘီလူတကောင်၏ဝိုင်းမြုပ်ခြင်းခံနေရသည်ကိုမြင်သောကြောင့်ကူညီရန်ပြေးသွားခဲ့တော်လဲEricနောက်ဆုံးတွင်သူ၏အထက်လူကြီးအလောင်းကိုသာတွေ့ရှိခဲ့ရသည်သို့သောထိုအထက်လူကြီးကိုယ်တိုင်ကဘီလူတကောင်ဖြစ်နေမှန်းသူမသိခဲ့ပေရင်းဤလက်ချောင်းများကရုတ်တရက်ရှည်ထွက်လာပြီးရင်းဤစစ်မှန်သောရုပ်တွင်ပေါ်ထွက်လာသည်ရင်းသည်အစည်းအဝေးခန်းမထဲမှဝုန်းကနေမထွက်ပြေးမီလက်တာကိုကျမ်းပြင်ပေါ်သို့ဖိနှိပ်ချုပ်ကင်ထားလိုက်သည်လက်တာကတားဆီးရန်ကြိုးစားတော်လဲသူ၏တနက်ကဂျမ်းဖြစ်ကြည်ညက်နေခဲ့သည်ဘလူးကပြေးဝင်လာသည်ကိုမြင်သောအခါသူသည်မိမိ၏တနက်ကိုသာခုခံကာကွယ်ရန်အကာအကွယ်အဖြစ်အသုံးပြုနိုင်တော်သည်ဘလူးကသူ့ကိုဝါမျိုးတော်မီအချိန်မှာပင်စမ်းကြဲသောအတန်တစ်ခုထွက်ပေါ်လာသည်ထိုဘီလူးသည်တစုံတစ်ခု၏လမ်းညွှန်မှုကိုခံလိုက်ရသည့်အလားမှန်များကိုရိုက်ခွဲကမြို့လေခေါင်စီသို့ပြန်တန်းသွားတော်သည်အယိုးစုလိုမျိုးဘီလူတကောင်ဟာသူ့စီကိုရှောက်လာနေတာကိုထိုလူကကြောက်လန့်တကြားကြည့်နေမိပြီးသူတေးရတော့မယ်လို့အသေးချာယုံကြည်နေမိသည်တိုးတော့ထိုဘီလူကသူ့ပေါ်ကိုခုံအုပ်လိုက်ပြီးစတင်ကအနံ့ခံတော့သည်လက်တာအံ့အားသင့်သွားရသည်မှာထိုဘီလူသည်ဖြည်းဖြည်းချင်းနောက်ဆုတ်သွားပြီးလှပသောအမျိုးသမီးတဦးအဖြစ်ပြောင်းလဲသွားခြင်းပင်ဖြစ်သည်ထိုအမျိုးသမီးကစောင့်ကြောက်ထိုင်ချလိုက်ပြီးသူမကသူဟာအန္တရာယ်မပြုပါဟုပြောကအခုသွားတော့ဟုဆိုသည်လက်တာသည်နောက်လည်းမကြည့်ပဲထွက်ပြေးခဲ့ပြီးကြောက်ဆောင်ကြီးတစ်ခုအနောက်မှာပုန်းနေလိုက်သည်ထိုနေရာမှနေ၍သူ၏ရဲဘော်ရဲဘက်များကအယိုးစုဘီလူများကိုတိုက်ခိုက်ရင်းတယောက်ပြီးတယောက်ကြဆုံးနေကြသည်ထိုညတွင်လက်တာသည်စခန်းသို့ပြန်ရောက်ကဖြစ်ပျက်ခဲ့သည်များကိုသူ၏တမှုအားတင်ပြသည်သို့သောတမှုကတိုက်ပွဲကိုရပ်တန့်ရန်စိတ်ကူးမရှိထိုအစားဘီလူများ၏အတိုက်ကိုဖျက်ဆီးပစ်ရန်အမြောက်တပ်ကိုအမိန့်ပေးလိုက်သည်မကြမီမှာပင်ဘီလူများကလက်စားချေတုတ်ပြန်လာကြသည်ရင်းတို့သည်လူဦးရေထူထပ်လာသောတင်မောစိတ်တစ်ခုစီသို့အပြေးလွှားရောက်ရှိလာကြပြီးဆက်လက်ဖြစ်ပွားသည့်တိုက်ပွဲတွင်ရေတွက်မရနိုင်အောင်များပြားလာသောစစ်သားများတေဆုံးခဲ့ရသည့်လက်တာသည်သူ၏အထက်တက်မှုဘီလူတကောင်၏ဝိုင်းမြုပ်ခြင်းခံနေရသည်ကိုမြင်သောကြောင့်ကူညီရန်ပြေးသွားခဲ့တော်လဲEricနောက်ဆုံးတွင်သူ၏အထက်လူကြီးအလောင်းကိုသာတွေ့ရှိခဲ့ရသည်သို့သောထိုအထက်လူကြီးကိုယ်တိုင်ကဘီလူတကောင်ဖြစ်နေမှန်းသူမသိခဲ့ပေရင်းဤလက်ချောင်းများကရုတ်တရက်ရှည်ထွက်လာပြီးရင်းဤစစ်မှန်သောရုပ်တွင်ပေါ်ထွက်လာသည်ရင်းသည်အစည်းအဝေးခန်းမထဲမှဝုန်းကနေမထွက်ပြေးမီလက်တာကိုကျမ်းပြင်ပေါ်သို့ဖိနှိပ်ချုပ်ကင်ထားလိုက်သည်လက်တာကတားဆီးရန်ကြိုးစားတော်လဲသူ၏တနက်ကဂျမ်းဖြစ်ကြည်ညက်နေခဲ့သည်ဘလူးကပြေးဝင်လာသည်ကိုမြင်သောအခါသူသည်မိမိ၏တနက်ကိုသာခုခံကာကွယ်ရန်အကာအကွယ်အဖြစ်အသုံးပြုနိုင်တော်သည်ဘလူးကသူ့ကိုဝါမျိုးတော်မီအချိန်မှာပင်စမ်းကြဲသော